တစ်ဖက်မှာတော့ရဲတွေဟာ Baby Pink ရဲ့အိမ်ကိုပြန်ရောက်လာပြီးမိဘတွေကိုဒီနေ့တစ်နေ့လုံး Baby ကိုဘယ်နေရာတွေမှာတွေ့ခဲ့ကြောင်းပြောပြနေကြပါတယ်။ခေါ်ပေါ်မှာတွေ့တယ်။ Taxi ပေါ်မှာတွေ့တယ်။ Zoom မှာတွေ့တယ်။ Podcast ထဲမှာလည်းတွေ့တယ်။ဒီစကားတွေကိုကြားနေရင် Baby Pink ကိုစောင့်ရှောက်နေတဲ့ Babysitter ကတခုခုသတိထားမိသွားပါတယ်။အဲ့ဒီနေရာတွေက Baby Pink ကအရန်ကြိုက်တဲ့ Babies တယောက်စာအုပ်ထဲကနေရာတွေနဲ့တိတိကျကျတူနေတာပါ။အဲ့ဒီအချိန်မှာပဲ Babysitter က Baby ကစာအုပ်ထဲကနေရာတွေကိုလိုက်နေတယ်ထင်တယ်လို့ပြောလိုက်ပါတယ်။သူမကစာအုပ်ကိုတေချာပြန်ကြည့်ပြီးနောက်ထပ် Baby သွားနိုင်မယ့်နေရာကိုခန့်မှန်းပါတော့တယ်။စာအုပ်အရဆိုရင်နောက်တစ်နေရာက Retired Army Officer တွေရှိတဲ့အိမ်ဖြစ်နေပါတယ်။ဒါကြောင့် Baby Pink ရဲ့မိဘတွေ Babysitter နဲ့ရဲတွေဟာအဲ့ဒီနေရာကိုအမြန်သွားကြပါတယ်။တကယ်ပဲသူတို့ရောက်တဲ့အချိန်မှာ Baby Pink က Retired Army Man အဖိုးကြီးတွေနဲ့အတူပျော်ပျော်ရွှင်ရွှင်ထိုင်နေပြီးတခြင်းနားထောင်နေပါတယ်။ Baby ကိုမြင်တာနဲ့ Lauren နဲ့ Bennington တို့ကစိတ်သက်သာရာရသွားပြီးအမြန်ဖတ်ထားလိုက်ကြပါတယ်။ဒီလိုနဲ့ Baby Pink ကိုအိမ်ပြန်ခေါ်လာနိုင်ခဲ့ပါတယ်။အိမ်ပြန်တဲ့လမ်းမှာ Baby Pink ကရုတ်တရက် Clark Tower ကိုမြင်လိုက်ပြီးသူ့အကြိုက်ဆုံးစာအုပ်နာမည်ကိုပြောသလိုအတန်ထုတ်လိုက်ပါတယ်။ဒီအချိန်မှာ Babysitter ကတခုခုချိတ်ဆက်မိသွားပါတယ်။စာအုပ်က Clark Tower မှာကြံခဲ့တာဖြစ်နိုင်တယ်။ Kidnapper တွေလည်းအဲ့ဒီမှာပဲရှိနိုင်တယ်။ဆိုတာကိုသူမသဘောပေါက်သွားပါတယ်။ရဲတွေကလည်းချက်ချင်း Clark Tower စီသွားပြီးဝိုင်းထားလိုက်ကြပါတယ်။အဲ့ဒီအချိန်မှာ Kidnapper 3 ယောက်ကသူတို့ပုံနေတဲ့နေရာမှာပြင်ပန်းပြီးအနားယူနေကြတာပါ။ Baby အတန်ကြားလိုက်တာနဲ့သတင်းပေါက်ကနေကြည့်လိုက်ကြတော့အောက်မှာရဲတွေအပြည့်နဲ့စောင့်နေတာကိုတွေ့လိုက်ရပါတယ်။ဒီလိုနဲ့Eddie, Norby နဲ့ Vector တို့လည်းနောက်ဆုံးမှာရဲလက်ထဲကျသွားကြပါတော့တယ်။ Baby Pink ကတော့သူ့အကြိုက်ဆုံး Babies တယောက်စာအုပ်နဲ့အတူမိသားစုစီကိုဘေးကင်းကင်းပြန်ရောက်သွားခဲ့ပါတယ်။ဒီလိုနဲ့ဇာတ်ကားလည်းအဆုံးသတ်သွားပါတယ်။ဒီဇာတ်ကားကတော့ဟာတာလည်းပါစိတ်လှုပ်ရှားစရာလည်းရှိပြီးကလေးဘဝအမှတ်တရတွေကိုပြန်သတိရစေမယ့် Family Comedy ကောင်းကောင်းတကားပါ။ဒီနေ့ recap ကိုသဘောကျရင် comment ထဲမှာမင်းအမြင်ကိုပြောခဲ့ပါဦး။နောက်ထပ်စိတ်ဝင်စားစရာ movie recap တွေနဲ့ပြန်တွေ့မယ်နော်။